ကျွန်တော်ရဲ့ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်အလဲထိုင်လေးလုံးကိုပြန်လည်ပြောင်းတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့2020နဲ့5ပေါ့နော်2025 20နဲ့3ကြိမ်အတွက်ဖြစ်ပါတယ်20နဲ့3ကြိမ်အတွက်ကျွန်တော်တို့အလဲထိုင်ပေါ့နော်အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာအလဲထိုင်လေးလုံးဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်2025 20နဲ့3ကြိမ်အတွက်အလဲထိုင်လေးလုံးကိုပြန်လည်ပြောင်းတော့မှာဖြစ်ပါတယ်။ဒီဆုံးအနေနဲ့ကျွန်တော်ဒီ4.3ညတည်ဆိုပြီးဖြစ်ပါတယ်။6.6ဆိုတဲ့အတွက်ကြောင့်မို့3ညအလဲထိပ်ဖြစ်ပါတယ်ခင်ဗျာ။ဒီ3ည3.6ခွန်အလဲထိပ်မှာ6.6နေ့ဆိုတဲ့အတွက်ကြောင့်မို့ဒီ6ကအလဲဖြစ်ပါတယ်။3ညအလဲ6.6 6အလဲ6.6နေ့ပေါ့နော်။ပြီးရင်ကျွန်တော်3ည3.6ခွန်ပဲထည့်ရတယ်။6.5ဆိုတဲ့အတွက်ကြောင့်မို့6ကအလဲထိပ်ဖြစ်ပါတယ်ခင်ဗျာ။ဒီ6နှစ်3အလဲထိုင်လေးလုံးထဲက9ရှောင်းနေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ6ကအလဲထိုင်ဖြစ်ပါတယ်ဒီခွန်3ည3လေးအလဲထိုင်မှာ3ည4လေးဆိုတဲ့အတွက်ကြောင့်မို့ဒီလေးကအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ9နှစ်5ရှောင်းအလဲထိုင်မှာ2နှစ်သေးဆိုတဲ့အတွက်ကြောင့်မို့ဒီနှစ်ကအလဲထိုင်ဖြစ်ပါတယ်လေးခွန်3ည1အလဲထိုင်မှာ8လေး3ဆိုတဲ့အတွက်ကြောင့်မို့ဒီလေးကအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ369ညအလဲထိုင်မှာ863ဆိုတဲ့အတွက်ကြောင့်မို့ဒီ6ကအလဲထိုင်ဖြစ်ပါတယ်369ညအလဲထိုင်တွေကနှစ်3ည9ဆိုတဲ့အတွက်ကြောင့်မို့3ညဒီအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာတလေးခွန်ရှိအလဲထိုင်တွေကခွန်9ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်ကအလဲထိုင်ပေါ့နော်လေးခွန်3ညဒီအလဲထိုင်တွေကခွန်3ည3ညဆိုတဲ့အတွက်ကြောင့်မို့3ညအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာခွန်3ည3လေးမှာ3ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်ဒီအလဲဖြစ်ပါတယ်နေ9 89အလဲထိုင်တဲ့က89လေးဆိုတဲ့အတွက်ကြောင့်မို့9ဒီအလဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်9နှစ်56အလဲထိုင်ရတယ်ပေါ့နော်963ဆိုတဲ့အတွက်ကြောင့်မို့6ဒီအလဲထိုင်ဖြစ်ပါတယ်တိလေးခွန်ရှိတဲ့က68ခွန်ဆိုတဲ့အတွက်ကြောင့်မို့8ကအလဲဖြစ်ပါတယ်ခင်ဗျာ9နှစ်56မှာ2နှစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီနှစ်ဒီအလဲထိုင်ဖြစ်ပါတယ်ဒီနေ့989အလဲထိုင်တဲ့က388ဆိုတဲ့အတွက်ကြောင့်မို့8ဒီအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာနံပါတ်7ခွန်ပေါ့နော်388ပြီးတော့339ကိုဆက်ပြီးနေတာကြည့်အောင်3ည36ခွန်မှာ339ဆိုတဲ့အတွက်ကြောင့်မို့3ညဒီအလဲဖြစ်ပါတယ်နေ989မှာ35နေဆိုတဲ့အတွက်ကြောင့်မို့9ကအလဲထိုင်ဖြစ်ပါတယ်69နှစ်3မှာ39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ကအလဲဖြစ်ပါတယ်ခင်ဗျာ8.4 5မှာနှစ်လေးရှောင်းဆိုတဲ့အတွက်ကြောင့်မို့ဒီလေးဒီအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ9.1မှာ8နှစ်3နှစ်လေးဆိုတဲ့အတွက်ကြောင့်မို့ဒီနှစ်ကအလဲထိုင်ဖြစ်ပါတယ်9.1နှစ်ထဲက15နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ကအလဲပါနော်369ညမှာ865ဆိုတဲ့အတွက်ကြောင့်မို့ဒီ6ကအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ9.1နှစ်မှာ356ဆိုတဲ့အတွက်ဒီ9ကအလဲဖြစ်ပါတယ်လေးခွန်3ည1မှာ646ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလေးဒီအလဲဖြစ်ပါတယ်ခင်ဗျာဒီလေးခွန်8မှာ9ခွန်8ဆိုတဲ့အတွက်ခုနှစ်ကအလဲဖြစ်ပါတယ်369ညမှာ696ဆိုတဲ့အတွက်ဒီ9ကအလဲဖြစ်ပါတယ်ခင်ဗျာ69နှစ်3မှာ898ဆိုတဲ့အတွက်ဒီ9ကအလဲဖြစ်ပါတယ်ခင်ဗျာဒီခွန်3ည3လေးမှာ1လေး5ဆိုတဲ့အတွက်ဒီလေးဒီအလဲထိုင်ဖြစ်ပါတယ်
ငါရှိတဲ့နေမှာနေငါနေဆိုတဲ့ဒီငါကအလေးဖြစ်ပါတယ်ခင်ဗျာကျင်းအဖြစ်နံပါတ်30နဲ့တကြိမ်အထိခုလိုလိုဆယ်လုံးဝပြပြလုံးဝမရှိသေးဘူးပေါ့နော်โอเคဒါလေးကိုကျွန်တော်မှတ်ရှင်းများလေးတော့လို့ရအောင်20နဲ့ကွာကျွန်တော်ပြန်လည်ရောက်ပြီးတော့ပြီပေါ့နော်ဆိုတော့အလေထိုင်ဒီလုံးလေးကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပါခင်ဗျာဖေတာလေးကတော့ကျွန်တော်အလေထိုင်လေးလုံးဖြစ်ပါတယ်ပေါ့နော်အလေထိုင်လေးလုံးဒီတုံညာကိုတုံးနေမြောက်တာဒါဒီတုံညာဖြစ်ပါတယ်ခင်ဗျာတုံညာဒီတုံညာပြီးရင်6လေးဒီက20နဲ့4ပေါ့နော်9လေးဒီ30နဲ့6ရဲ့1ရဲ့ပေါင်းတာ9ဒီ9ကတစ်ကြိမ်9နဲ့1ပေါင်းတာ6 9နဲ့6ပေါင်းတာ73 1နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်4နဲ့6ပေါင်းရှင်း30ဖြစ်ပါတယ်9နဲ့3ပေါင်းရှင်း30 9နဲ့1ပေါင်းရှင်း30မှာ6တလုံးကျန်နေပေါ့နော်အဲဆိုရင်6ကိုကျွန်တော်တို့3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်6နဲ့3ပေါင်းတာ9 9 3ပေါင်းတာ12နှစ်ကိုတည်တူတာ3 6 9နှစ်3မှာ8 9 8ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ဒီအလဲထိုင်ဖြစ်ပါတယ်6 9နှစ်3မှာ8 9 8ဒီအဖြစ်ပါတယ်နံပါတ်20နဲ့9ပေါ့နော်6 9နှစ်3ဆိုပြီးမှ8 9 8ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာခွန်3ည3လေးရတာလေးကိုအဲ့ဒီနည်းတိုင်းပဲဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာဒီ3ညကို3နဲ့မြောက်တယ်လို့ပဲဒီ3ကိုလည်း3နဲ့ထပ်မြောက်ပြီပေါ့နော်ထိပ်စီးမှာ4ကြိမ်အလေးထိပ်မှာ4ကြိမ်ဖြစ်ပါတယ်6နဲ့3နဲ့မှာဆိုတဲ့အတွက်8နဲ့9နဲ့မှာတစ်ကြိမ်စီဒီ4မှာတစ်ကြိမ်3နဲ့ဒီ8နဲ့မှာတစ်ကြိမ်စီ9နဲ့3ညနဲ့မှာတစ်ကြိမ်စီကိုအပေါ်လိုမျိုးပဲတင်းနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာ3ချိန်ပေါင်းရှင်9 8လေးဒီ30နဲ့နှစ်9လေးဒီ30နဲ့6 8ခွန်ပေါင်းတာ15ဒီ400တစ်ချိန်3နဲ့8ပေါင်းတာ17 9နဲ့3နဲ့ပေါင်းရှင်9ကိုကျွန်တော်ဒီတင်းနဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာ9နဲ့1ပေါင်းရှင်30 4နဲ့1ပေါင်း9 9နဲ့ပေါင်းရင်30ဒီ9နဲ့2ပေါင်းတာ17ပေါ့နော်တင်းနဲ့6နဲ့ပေါင်းရှင်9ဖြစ်ပါတယ်ဒါကြောင့်မို့ခွန်ကို3ပေါင်းတော့30 3ညကို3နဲ့ပေါင်းတာ3ကိုတည်တိုးတာ4ခွန်3ည3လေးမှာ1 4 5ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီ4ကအလဲဖြစ်ပါတယ်ခင်ဗျာဒီ6 9နဲ့3မှာတော့8 9 8ပေါ့နော်8 9 8ဒါကြောင့်မို့ဒီမှာတော့9အလဲဖြစ်ပါတယ်ခွန်3ည3လေးမှာ1 4 5ပေါ့နော်ဆိုတော့ဒီဟာဖြစ်ပါတယ်ခွန်3ည3လေးပေါ့နော်နောက်ထပ်ကျွန်တော်အဲ့ဒီနီးအတိုင်းပဲပေါ့နော်ကျွန်တော်ဒီ9ရှိတင်နေရတာဆိုတော့လေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ4ကို3နဲ့များမှာဖြစ်ပါတယ်ထိပ်စီးတင်မှာ4ချိန်အလဲထိန်မှာ4ချိန်3နဲ့9မှာတစ်ချိန်စီ6မှာတစ်ချိန်9နဲ့မှာတစ်ချိန်စီ3နဲ့9နဲ့မှာတစ်ချိန်စီကို3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒီအပေါ်ကလိုမျိုးပဲပေါ့နော်4 3လီစနစ်3လေးလီစနစ်ပေါ့နော်4တလီက4 4လေးလီက16 3ခွန်ပေါင်း30 16ပေါ့နော်9နဲ့2ပေါင်းတာက4 3နဲ့9ပေါင်းတာစနစ်ကိုကျွန်တော်တင်းနဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာ6နဲ့4ပေါင်း30 6နဲ့4ပေါင်း30ဖြစ်ပါတယ်9နဲ့2ပေါင်းတာ4 4နဲ့1ပေါင်း5ဆိုတဲ့အတွက်5ကို3ပေါင်းမယ်ပေါ့နော်5နဲ့3ပေါင်းတာ8 8နဲ့3ပေါင်းတာ17စနစ်5ရှိတိနေအလဲထိုင်တဲ့ကနေ9နေဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာကျတော့9အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ5ရှိတိနေမှာ5ရှိတိနေမှာနေ9နေဆိုပြီးပြပြီးထားတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ20နဲ့3ချိန်အတွက်ထပ်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာဒီ4ကို3နဲ့မြောက်မယ်ပေါ့နော်ထိပ်စီးကို4နဲ့မြောက်မယ်အလေထိန်5ကို4နဲ့မြောက်တာဖြစ်ပါတယ်3ခွန်မှာဆိုတဲ့အတွက်ဒီနည်းနဲ့မှာဖြစ်ပါတယ်ဒီ6မှာဆိုတဲ့အတွက်ဒီ6မှာ4နဲ့မှာဆိုတဲ့အတွက်ဒီ3နဲ့9နဲ့မှာတစ်ချိန်စီဖြစ်ပါတယ်ပြီးတော့ဒီ3 9မှာဆိုတဲ့အတွက်9နဲ့9နဲ့မှာတစ်ချိန်စီကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ4 3လီက7နေဖြစ်ပါတယ်4 2လီက8 4 5လီ20ပေါ့နော်9နဲ့2ပေါင်းတာ4 6နဲ့ပေါင်းရင်30ဆိုပြီးဖြစ်ပါတယ်3နဲ့9ပေါင်းတာက7 9နဲ့5ပေါင်းတာ14ကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာအဲဆိုရင်
နေနဲ့ရှိပေါင်းရှင်း30ဖြစ်ပါတယ်လေးနဲ့တစ်ပေါင်းက9နဲ့ကျွန်တော်တို့ဒီနေ့နဲ့ပေါင်းမယ်ပေါ့နော်လေးနဲ့တစ်ပေါင်းက9နဲ့2ပေါင်း9ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ခွန်ကို3ပေါင်းတော့30ပေါ့နော်3ညကို3ပေါင်းရှင်း3ကိုတည်တိုးတာ4ခွန်3ည3လေးအမေထိုင်ဆိုပြီးရနေတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီ89ရှင်းမှာ69နေ3 69နေ3ပါနော်ခွန်3ည3လေးခွန်3ည3လေး58တင်းနဲ့58တင်းနဲ့ဒီဘက်မှာခွန်3ည3လေးအမေထိုင်ဆိုပြီးရနေတာဖြစ်တဲ့ခင်ဗျာခွန်3ည3လေးအမေထိုင်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်โอเคဒါကတင်ချာနီအရာမိတ်ဆွေများတွေတော့လို့ရအောင်ရည်ပြီးတော့ပြန်လည်များဝီတင်ဆက်ပြီးရှင်းတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းအပိတ်လေးတော့ကိုလည်းထပ်မံများဝီတင်ဆက်ပြီးတော့ပါအောင်မယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ